ခဏလေးဝေးကိုလူကဂိမ်းစုပ်တုံးကြည့်ဘူးရဲ့သူလားဒါဆို Direwolf ဆိုတာကြားဖူးမှာပဲပေါ့မကြားဖူးရင်လည်းခံမှန်းကြည့်ပါဦးဘယ်လိုအကောင်မျိုးဖြစ်မှန်းထင်လဲDirewolf ဆိုတော့မြေခွေးတော့မြေခွေးပဲဒါပေမဲ့အကောင်ကြီးကြီးနဲ့ကြောက်ဖို့ကောင်းတဲ့မြေခွေးကြီးဖြစ်မှာပေါ့ဒီတစ်ခါ podcast မှာတော့ရေခဲခိတ်ရဲ့အစွမ်းထက်ဆုံးတန်တာကြီးလားတားရဲတွေကတကောင်လို့လဲဆိုကြတဲ့ extinct ဖြစ်သွားပြီဖြစ်တဲ့ Direwolf အကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်မြောက်အမေရိကနဲ့တောင်အမေရိကမှာလွန်ခဲ့တဲ့နှစ်1000ကျော်ခန့်ကကျင်လည်ကျဆားခဲ့တယ်လို့လည်းသိရပါတယ်ဆက်စမြင်ချင်းမှာတော့ Grey Wolf နဲ့တူတယ်လို့ထင်ရပေမဲ့ထူးခြားတဲ့ကိုရီကိုသွေးတွေနဲ့မတူတဲ့မျိုးစိတ်တစ်ခုပါဒီနေ့ခေတ်ဝင်ပလွေတွေနဲ့မတူပဲသူတို့ကပိုကြီးပိုတန်မာတဲ့အေယာမခန္ဓာကိုယ်ကြီးတွေနဲ့အလေးချိန်နဲ့ဆို70 kg 150 ပေါင်လောက်ရှိပါတယ်တဲ့ Sloth ဆိုတဲ့မြောင်မောင်းမတွေနွားရိုင်းတွေရဲ့တမိုင်းမတိုင်မီကရှိခဲ့တဲ့မြင်းတွေကိုတောင်အလွယ်တကူအမဲလိုက်နိုင်ပါတယ်တဲ့သူတို့ရဲ့တန်မာတဲ့မေယိုးနဲ့ကြီးမားတဲ့သွားတွေကလည်းအယိုးတွေကိုခြေအောင်ကိုက်ဖြတ်ဖို့အထူးပြုလုပ်ထားပါတာတဲ့နောက်ပြီး Direwolf တွေကတကောင်တည်းမကျက်စားပါဘူးသူတို့ဟာအခုခေတ်ဝင်ပလွေတွေလိုပဲအစုလိုက်နေထိုင်ပြီးအမဲလိုက်ကြပါတယ်ကျွန်တော်တို့လူတွေလိုပဲလေစီးလုံးညီညွတ်မှုရှိမှရန်သူကိုအနိုင်ယူနိုင်တာမျိုးပေါ့လေဒါပေမဲ့သူတို့ရဲ့ပုံမြင်ကတော့မပြောက်ပြတ်သွားသေးဘူးကိုလူတို့ရေဂိမ်းစုပ်ထုံထဲမှာတော့ဒန်နာရီသားရဲ့အဖြစ်ပြန်လဲပေါ်လာခဲ့တယ်လေဒါဖြင့်ဘာဖြစ်လို့သူတို့မျိုးပြတ်သွားတာလဲနှစ်ပေါင်း1000ကြာပြီးနောက်မှာရာသီဥတုဖောက်ပြန်တာတွေသားကောင်နေပါလာတာတွေအခြားသားရဲတွေနဲ့ရှင်ပြိုင်မှုတွေကြောင့်ပဲဒီအိတ်ခွေသားရဲကြီးတွေစီမကောင်းစွာပဲမျိုးသုံးသွားခဲ့ရတယ်ဒါပေမဲ့ good news ကဘာဖြစ်မယ်ထင်လဲကယ်လီဖိုးနီးယားက La Brea Tapis မှာတော့ဒိုင်ယာဝင်ပလွေတွေရဲ့အယိုးထောင်ပေါင်းများစွာတွေ့ရှိခဲ့ရပါတယ်ဒီရုပ်ကျွေးတွေကနေသစင်သူတို့ရဲ့ဘဝဒဏ်ရာတွေအသက်အရွယ်အိုမင်းလာပုံနဲ့ဘလို့တည်ဆုံးခဲ့တယ်ဆိုတာကိုလေ့လာနိုင်ခဲ့ပါတယ်စိတ်ဝင်စားစရာကမကြသေးခင်မှာပဲဒီ extinct ဖြစ်သွားတဲ့ Direwolf လေးတွေကိုပြန်လည်မွေးဖွားနိုင်ခဲ့တယ်တဲ့ကိုလူတွေရောအဲ့တဲ့တင်ကိုကြားလိုက်ရလားရှင်Direwolf ရဲ့ DNA နမူနာတွေကိုအယိုးသွားနဲ့ဦးခေါင်းခွန်တွေထဲကနေယူခဲ့ပြီးအဲ့ဒီရှေးဟောင်း DNA ကို Grey Wolf DNA နဲ့နှိုင်းယှဉ်စမ်းသပ်ပြီး CRISPR နည်းပညာနဲ့ဗီဇပြုပြင်ခဲ့ပါတယ်။ပြီးရနဲ့ပြုပြင်အစားထိုးထားတော့မတ်မျိုးဦးဆဲကိုတာမန်ခွေးတစ်ကောင်ရဲ့တအိမ်ထဲထည့်ပေးပြီး65ရက်ကြာတော့အခါ Romulus, Khaleesi နဲ့ Remus ဆိုတဲ့အသစ်မွေးဖွားလာတဲ့ Hybrid Direwolf ကလေး3ကောင်မွေးဖွားလာခဲ့ပါတယ်။အခုဆိုရင်တော့ဒီ Direwolf Hybrid ဟာ8လသားလောက်ထိကျန်းမာနေပါတယ်။ဒီစီမီကိန်းကို Colossal Biosciences ကပညာရှင်အယောက်50ကျော်နဲ့တစ်နှစ်ခွဲလောက်ကြာအောင်အချိန်ယူပြီးအကောင့်ထဲပေါ်ခဲ့ရတာပါ။တကယ်တမ်းပြောရရင်ဒီနည်းပညာနဲ့မျိုးသုံးသွားတဲ့တိရစ္ဆာန်တွေကိုပထမဆုံးအချိန်ပြန်ဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့နောက်ထပ်လည်းဘယ် extinct ဖြစ်သွားတဲ့ species တွေကိုပြန်ခေါ်လာနိုင်အောင်လဲဆိုတာတော့ရင်ခုန်စိတ်ဝင်စားစရာပဲနော်။ကိုလူတို့ရောဘလို့ထင်မြင်သုံးသပ်မိကြလဲဆိုတာကိုပြောပြသွားကြပါအောင်။ကဲဒီတစ်ခါတော့ Direwolf အကြောင်းကဒီလောက်ပါပဲနော်။နောက်ထပ်စိတ်ဝင်စားဖွယ်ရာသမိုင်းဝင်သတ္တဝါတွေအကြောင်းသိချင်ရင်လည်းပြောပြခဲ့ပါအောင်ရှင်။